ရှယ်ရန်စစ်မြေပြင်ကဒဏ်ရာရတော်လန်ရေးတပ်ဖွဲ့ဝင်တွေကိုအရေးပေါ်ဆေးကုသမှုတွေလှုပ်ဆောင်ပေးနေသူကအသက်16နှစ်အရွယ်ချင်းတိုင်းရင်သူမတ်ဘန်ဒေါ့ပါဘန်ဒေါ့ပါဟာရှေ့တန်းကဒဏ်ရာရရဲဘော်တွေအပြင်နောက်တန်းကနေမကောင်းတဲ့တပ်ဖွဲ့ဝင်တွေကိုပါကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ဆေးတပ်သားတစ်ယောက်ဖြစ်ပါတယ်။စကိုင်းတိုင်းကလေးမြို့နယ်ကနေချင်းပြည်နယ်မြောက်ပိုင်းတိတိတ်မြို့နယ်တွေကိုအင်အားရာနဲ့ချီပြီးစစ်ကြောင်းထိုးလာတဲ့စစ်တပ်နဲ့ချင်းတော်လှန်ရေးတပ်တွေရဲ့တိုက်ပွဲတွေအတွင်းဒဏ်ရာရတော်လှန်ရေးရဲဘော်တွေအသက်ရှင်သန်ဖို့ဘန်ဒေါ့ပါရိုလိုစစ်တပ်သားတွေကအတက်နိုင်ဆုံးကယ်ဆယ်ရတာလည်းဖြစ်ပါတယ်။ရှေ့တန်းစစ်မျက်နှာထိသွားပြီးပြင်းထန်တဲ့တိုက်ပွဲတွေကြားမှာ၃ချိန်တိုင်တိုင်ဆေးမှုအဖြစ်ပါဝင်အားဖြည့်ခဲ့တယ်လို့မတ်ဘန်ဒေါ့ပါကပြောပါတယ်အခုဆိုရင်အဲ့လိုတိုက်ပွဲပြင်းထန်ဆိုလို့ပေါ့နော်အဲ့ဒါ၃ချိန်မြောက်သွားခဲ့တာဒီကမရှင်နဲ့ဆိုရင်3ခါသွားခဲ့တယ်အဲ့ထဲမှာတအားလဲစူးစမ်းခဲ့တယ်ပြင်တအားလဲပင်ပန်းခဲ့ပါတယ်ပေါ့နော်အမျိုးသမီးမိန်းကလေးတယောက်အနေနဲ့ပေါ့နော်တအားလဲပင်ပန်းခဲ့တယ်ဒါမဲ့ကိုကဒီလိုလို့ဖို့ပဲဝင်လာတာပဲဆိုပြီးတော့ကိုဘာတာကိုစဉ်းစားတယ်ကိုဒီလိုပင်ပန်းရင်နောက်တစ်ခါကျရင်နောက်လူငယ်တွေကပူပြီးတော့ဒီထက်ပင်ပန်းမှာမဟုတ်တော့ဘူးသူတို့အသက်ဆိုပြီးစဉ်းစားပြီးတော့တအားခက်ခဲတဲ့တိုက်ပွဲတိုင်းမှာပေါ့နော်တော်လိုင်းရေးပြီးတဲ့အချိန်ကျရင်မြန်မာနိုင်ငံကြီးရပေါ့နော်ခြားနိုင်ငံတွေလိုမျိုးပေါ့နော်ကောင်းလေးဟိုပါပေါ့ကောင်းလေးနဲ့တခြားနိုင်ငံလိုမျိုးចောင်းတက်ခွင့်လဲရမယ်ပြီးလွတ်လပ်ခွင့်လဲရမယ်ဆိုတော့အဲ့ဒါတော့အခုဘလောက်ပဲပင်ပန်းပါစေအဲ့လိုရမယ်ဆိုတော့တအားချီနှက်ပါတယ်အဲ့ဒါမတ်ဘန်ဒေါ့ပါဟာတိတိတ်မြို့နယ်စီးရင်ဒေသအခြေစိုက်တော်လှန်ရေးတပ်ထဲကိုစတင်ဝင်ရောက်ချိန်မှာအသက်18နှစ်မပြည့်သေးပါဘူး။ကိုဗစ်ကပ်ရောဂါနဲ့ဆရာနာသိမ်းမှုကြောင့်အကြောင်းတွေပိတ်လိုက်ရချိန်မှာကိုရန်ကျောင်းသူမတ်ဘန်ဒေါ့ပါရဲ့အသက်က15နှစ်ပဲရှိပါသေးတယ်။2021ဖေဖော်ဝါရီ1ရက်ဆရာနာသိမ်းမှုကိုစန့်ကျင်ဆန္ဒပြရင်ချင်းပြည်နယ်မြို့တော်ဟာခမြို့စုပေါင်းရုံးရှိမှာစစ်တပ်ကပစ်ခတ်လို့ငယ်တငယ်ချင်းဖြစ်သူမတ်ဆွေညံပါတည်ဆုံးခဲ့ရပြီးနောက်မှာတော့ဘန်ဒေါ့ပါဟာအာနာရှင်စစ်တပ်ကိုတော်လှန်ဖို့စိတ်ဆန္ဒပိုပြင်းပြခဲ့တာလို့ဆိုပါတယ်။ဒီလိုနဲ့တော်လှန်ရေးတပ်ထဲဝင်ဖို့မတ်ဘန်ဒေါ့ပါဆုံးဖြတ်လိုက်ပါတယ်။သူ့ရဲ့မိဘတွေကတော့သူတို့ရဲ့တူရီသောသမီးဖြစ်တဲ့မတ်ဘန်ဒေါ့ပါကိုအသက်အန္တရာယ်နဲ့နီးတဲ့တော်လှန်ရေးတပ်ထဲဝင်ဖို့ခွင့်မပြုခဲ့ပါဘူး။ဒါပေမဲ့မိဘတွေမသိအောင်ခိုးထွက်ပြီးတော်လှန်ရေးတပ်ဖွဲ့တွေဝင်ရောက်ခဲ့တာလို့မတ်ဘန်ဒေါ့ပါကပြောပြပါတယ်ဝင်ဖို့ပြောတော့ဘယ်မိဘမဆိုသူတို့တာသမီဦးဒီထဲဝင်ဖို့ခွင့်ပြုမှာမဟုတ်ဒီလားတဲ့ပြောရမယ်ဆိုပေါ့နော်တီလာကိုရွေးတဲ့အတိုင်းပဲတကယ်ခက်ခဲတာဆိုဘယ်သူမှခွင့်မပြုအဲကြောင့်အိမ်ကနေဝင်တော့လည်းထွက်ပြေးခဲ့တာခုပြေးခဲ့လာခုပြေးပြီးတော့ဒီကိုရောက်လာတာပေါ့နော်လုံးဝသူတို့တားခဲ့တယ်ဒါမဲ့ကိုစိတ်ဓာတ်နဲ့ကိုဆိုတော့ပေါ့အဲကြောင့်မလို့ခုပြေးခဲ့လာအခုကတော့ကိုရီလဲလောက်ခဲ့ပြီးပြီပေါ့နော်ဒီကိုလဲခိုးပြေးလာခဲ့ပြီးပြီရောက်ခဲ့ပြီးပြီဆိုအခုတော့အကောင်းဆုံးသာကြိုးစားပါဆိုပြီးတော့မိဘတွေကပြန်ပြီးတော့တောင်းအားပေးတယ်တကယ်တော်လှန်ရေးတပ်ထဲကိုရောက်သွားချိန်မှာတော့မိဘတွေရဲ့အားပေးကူညီမှုကိုရရှိခဲ့ပါတယ်အခြေခံစစ်တပ်နဲ့စစ်တပ်နဲ့တက်ရောက်ခဲ့ပြီး CDF CDN စီးရင်တပ်ဖွဲ့မှာလက်ရှိတာဝန်ထမ်းဆောင်နေပါတယ်တင်နန်းကာလအတွင်းမှာအခက်အခဲများစွာရှိခဲ့ပေမဲ့စူးစမ်းပြီးကြော်ဖြတ်နိုင်ခဲ့တယ်လို့မတ်ဘန်ဒေါ့ပါကဆိုပါတယ်အခုအဓိကကြတော့ main ကလေးစင်ပေါ့နော်အဲ့လိုရိုင်းပြောရရင်ပေါ့နော်ရာတီလာတဲ့အချိန်ဆိုရင်တအိမ်နာတာတော့ဘာလို့အများကြီးကြုံတယ်ပြီးတင်တန်းတက်တော့ဆိုလည်းတအားခက်ခဲတယ်တင်တန်း3လခွဲလောက်တက်ရတာအဲ့ဒီထဲမှာတအိမ်နာတဲ့အချိန်ဆိုပြောပိုင်ခွင့်တော့မရှိဘူးဒီကအဖွဲအစည်းကြီးဆိုတော့အဲ့လိုမျိုးကိုကအဲ့ဒါနာတယ်နာချင်တာပါစီနားလို့မရဘူးဖျားချင်လဲဖျားပါစီနားလို့မရဘူးအဲ့ချိန်ကျရင်တအိမ်နာတဲ့အချိန်ကျရင်အဲ့လိုတအားကြီးလှုပ်ရှားနေလဲတအားခက်ခဲတယ်အဲ့ဒီဟာပထမပြီးရင်မင်းကလေးအများစုကပေါ့နော်တအားအေးတဲ့နေရာတွေရောက်ပြီဆိုရင်လုံးဝမခံနိုင်တော့ဘူးပေါ့နော်ဖျားတာတွေလည်းအများတန်းရှိတတ်တယ်အဲ့ဒီဟာတော့အခက်ခဲဆုံးပေါ့နော်ပြီးရင်ယောက်ျားလေးတွေနဲ့ရှင်လိုက်အဲ့လိုရင်မောင်တန်းတယ်ဆိုပေမဲ့ယောက်ျားလေးတွေရဲ့လုံနိုင်တဲ့လောက်မင်းကလေးတွေလည်းလုံနိုင်ရမယ်အဖွဲအစည်းကအဲ့လိုမျိုးဆိုတော့တအားခက်ခဲတယ်သူတို့ကိုမီနိုင်ဖို့ပေါ့နော်ကိုလည်းအများကြီးစူးစမ်းခဲ့ရတာဆိုအဲ့မှာတင်ဖို့နော်တအားဘယ်လိုပြောမလဲတအားခက်ခဲတယ်လို့ပဲပြောရမှာပေါ့အဲ့ဒါ
ဘူဂျိုကနေရှစ်တန်းအထိအတူတူကြောင်းတက်ခဲ့တဲ့ငယ်တငယ်ချင်းကိုစစ်တပ်ကပြစ်တက်ခဲ့တာကြောင့်တော်လိုင်းတက်ထဲကိုခြေစုံပြစ်ဝင်ခဲ့တဲ့ဘန်ဒေါပါဟာမော်ဒယ်တယောက်ဖြစ်ချင်တဲ့အိမ်မက်ရှိခဲ့ပါတယ် အဲ့ဒါဒီတဲ့ကိုမရောက်ခင်တော့ပေါ့ကြီးလိုက်ရင်မော်ဒယ်လို့ဖို့စဉ်းစားထားတာပေါ့ဒါမဲ့ကိုတန်းတက်တဲ့အချိန်မှာဒီတော်လိုင်းကိုတန်း10တန်းနှစ်ပတ်တက်တဲ့အချိန်မှာဒီတော်လိုင်းရဆခဲ့တာကျောင်းတက်တဲ့နေရာကနှစ်ပတ်ကျော်ပြီပေါ့နော်တော်လိုင်းကြီးဒီကတော်လိုင်းကြီးရှိတော့အဲ့ဒါဆိုတော့အိမ်မှာဆိုရင်တော့အမြဲတမ်းဘယင်မလိုပဲနေခဲ့တာတူးတီးတော့တမီးလည်းဖြစ်တယ်ဆိုကိုကြိုက်တယ်လို့အိမ်မှာပျော်ပျော်ပါးပါးနေတာပဲဖြစ်ပါမစုပေါ့နော်လွတ်လွတ်လပ်လပ်နဲ့နေခဲ့တဲ့တယောက်ဆိုအဲ့ဒါကြည့်လိုက်မော်ဒယ်လို့မယ်စစ်တက်အောင်ပြီးရင်ပေါ့နော်မော်ဒယ်လို့မယ်အဲ့လိုမျိုးစဉ်းစားထားတယ်ပြီးရင်ဒါမဲ့တော်လိုင်းရှိလာတဲ့အချိန်ကျတော့ကိုတငယ်ချင်းအရင်ကြီးကတကယ်တငယ်ချင်းအရင်ကြီးမူဂျီကနေရှစ်တန်းတိအထိတက်ခဲ့အတူတက်ခဲ့တယ်ပေါ့နော်အတူထိုင်ခဲ့တဲ့တငယ်ချင်းကအဲ့လိုစစ်အာဏာရှင်ကနေအဲ့လိုမျိုးတက်ပစ်တာတော့ပေါ့နော်အဲ့လိုရှိလာတော့အချိန်ကျတော့ငါတငယ်ချင်းအတွက်လက်စားလဲချီပြီးရအောင်မယ်ငါမတာဝန်တွေအများကြီးရှိသေးတယ်အဲ့လိုဖြစ်ပြီးနောက်ပိုင်းပေါ့နော်ကြောင်းလဲစမတက်ဖြစ်တော့ဘူးပြီးရင်ဒီထဲရောက်တော့လဲတကယ်ပြောမယ်ဆိုမော်ဒယ်လို့ဖွာကြတော့တကယ်ငငယ်တုန်းကရီမန်းချက်ဖြစ်တဲ့အတွက်ပေါ့နော်အဲ့ဒါအခုထိလဲလုံးချင်ပါသေးတယ်ဒါပေမဲ့ဒီတော်လိုင်းကြီးမပြီးမချင်းတော့နားဖို့လဲလုံးဝမစားဘူး သူ့ရဲ့အိမ်မက်ကိုမစွန့်လွတ်သေးပဲတော်လိုင်းအောင်မြင်ပြီးရင်မော်ဒယ်ဖြစ်အောင်စ조사ဖို့ရည်မှန်းချက်ကဘန်ဒေါပါမှာရှိနေပါသေးတယ်ခင်ဗျာ